ကူကူကာဂါလမ်းသွားကြတာမလမ်းပါနဲ့ဒီနေ့မှာရှင်တို့ကျွန်တော်ကနေပြီးတော့ကလပ်မှာလေလာနဲ့ဘလူးတွေကြမ်းပြတ်သွားမယ်ဆိုရှင်တို့စောက်ကြည့်လိုက်ပွဲဆက်လာကြမှာဒီကလာမကြည့်ငါအသေးသေးနေလိုက်ပြနေတာငါမှအသေးသေးထွက်ပြဒီပိုးဟာမီးပါဖြတ်သွားပြီကလာဖလက်ကိုင်းနဲ့ငါ့ကိုလာပြီးတက်သွားတာပါတဲ့ကျေးဇူးတင်တယ်နော်ကိုပေါ့ကိုခရစ်စာနဲ့ဟာဒီ EVC ကရောက်လာပြန်ရင်မကြည့်အသေးသေးဖြစ်ငါတို့ဘက် EVC ကပြန်လို့နေလွတ်မဲ့ထင်တာရာဟာတေးလိုက်နေမှာအမကြီးအမအဲ့ပိုးဟာမအဲ့6နမ်းမရှိတာငါသိရဲ့ရာဟာနေထက်သိနေဒီပိုးဟမ်းမမဟုတ်တော့နေရာတကာကိုရှောက်လွန်နေဘာမှမသိဘူးသိမသိရာဟာအမနေသိကောင်းတယ်နေရာတကာကိုရှောက်လွန်နေပိုးဟာနေလွတ်မဲ့ထင်လားရာဟာအမထက်သိလိုက်ဂူရှင်တို့ပြောဘာဂူရှင်နဲ့ယောဟာသိလိုက်တာလောက်ပါနဲ့အမလောက်ပါနဲ့လောက်ပြန်ပြီဒီဘိုးဟမ်းမမီးဖြတ်ပြန်အမေလောက်လာလာလေးနင်းလာလေးနင်းဘယ်ပြရတော့နင်းလာလေးအတော့စစ်ကူပါခေါ်ခဲ့တာမလုပ်ပါနဲ့အဲ့ချုံထဲမှာရှိရမလို့စမ်းကြည့်ကြမှာဟောတော့မရှိဘူးအဲ့ဆိုသွားမရမယ်ဟောတော့မလုပ်ပါနဲ့ဒီဘိုးဟာခုနကငါတော့တော့ရောဟောတော့လွတ်သွားတာပါလေသိပြီဘာလာလောက်တာလို့ဟောတော့ဖလက်ကိုင်းနဲ့ငါ့ကိုနေလောက်တာနှစ်ခါရှိနေပြီများတော့တကယ်ချင်းလို့သူတို့ကငါ့ကိုတအားလောက်ကြပဲမရတော့တာဝါခုမှမရတာဝါပဲခိုးလိုက်တော့အဲ့တာဝါပင်ချိုးလိုက်တော့အဲ့ဆိုနိုင်ပြီချိုးဟုတ်တယ်တကယ်ချင်းဒီကိုပိုးကဘာလောက်တာတော့ဟောတော့ဒီပိုးဟာငါ့ကိုမြဲတဲ့လုံနာပဲတကယ်ချင်းတို့တာဝါလာချိုးလိုက်တော့ဒီလိုပဲဖြစ်နေရမယ်လေနောက်ဆုံးကတော့တင်မယ်အနိုင်ရရှိသွားမယ်လေ Victory ကျွန်တော် game လေးတွေ join တက်ဆိုကျွန်တော် like and follow နေကူညီပေးတော့ကြပါအောင်ခင်ဗျာအားလုံးပဲ bye bye အောင်ပါ